ပုံမှန်16နဲ့သွားချိတ်ရင်သူ့ကို refund ပေးရတော့မယ်သူပတ်စံမဟုတ်ဘူးနော်သူကဒီဝယ်ယူသူစီကဝန်ဆောင်မှုရသူစီကောက်ပြီးတော့တွင်းတာဒါဆိုရင်သူ့ကို refund မပေးသင့်ဘူးအဲ့ဒီအခါမှာသူ့ကို refund မပေးဖို့အတွက်ပုံမှန်16ကိုလည်းကြော်လွန်ရမရောက်ဘဲနဲ့သူဒီသူ့ရဲ့ကိုယ်ပိုင်ပတ်စံနဲ့တွင်းထားတာမဟုတ်လို့ကြောင့်မို့လို့သူကိုယ်တိုင် refund နေနဲ့မရသင့်တဲ့ကြောင့်မို့လို့သူ့ကိုအဲ့လိုပိုနေတဲ့ခွန်ကိုစရိတ်နဲ့ပေးမယ်ဆိုတဲ့ဥပဒေလိုအပ်တဲ့အချိန်မှာစီမင်း40နှစ်ပုံမှန်ဝယ်ငါ့ကိုပြထန်လိုက်တာပါဒီတင်ပြမဲ့ခွန်ဆိုင်ရာအကြောင်းအရာကတော့ရှေ့မှာ9ပိုင်းတင်ခဲ့ပြီးတဲ့မိခွန်းရှင်အိမ်ရဲ့မိခွန်းတွေကအခုပြောတဲ့ပုံသွဲခွန် refund နဲ့ပတ်သက်တဲ့ကိစ္စနော်အဲ့တော့ဒီမှာမိခွန်းမှလည်းမေးထားရတယ်လေကုံတုံက refund မရှိဘူးဈေးပဲရတယ်ဆိုတဲ့အပိုင်းကိုကြည့်ပေးပါအောင်ဆိုတော့ခုနရှေ့ပိုင်းမှာပိုင်း9ပိုင်းမြောက်မှာလည်းပြောခဲ့ပါတယ်အဲ့စကားကိုကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ client ထဲကနေပြီးတော့ SAS ရေးဒီ auditor လေးပြောခဲ့တာလည်းကြုံခဲ့ပါတယ်ဒါဆိုရင်အဲ့အခွန်ဝန်ထမ်းတွေဘာလို့အဲ့စကားကိုပြောတာလဲဥပဒေရှိလို့ပြောတာပါဒါပေမဲ့အဲ့ဥပဒေရဲ့တက်ရောက်မှုနားမလဲတဲ့အပိုင်းဖြစ်သွားတာကတော့သူတို့မသိရဘူးเนาะဥပဒေကဘာပြောတာလဲကျွန်တော်ရှေ့ပိုင်းမှာပြောခဲ့တဲ့ဒီ consent စီမံချုပ်ဥပဒေကိုကျွန်တော်ထပ်မပြောသေးဘူးเนาะသူ့ရဲ့ main mother law ထဲမှာပုံသွဲခွန်ပုံမှ16မှာပေးဆောင်လာတဲ့ခွန်ကပိုနေ refund လုပ်ရမယ်ကျွန်တော်ပြောခဲ့တယ်အဲ့ပုံမှဒီလုံးဝ margin လို့ကျွန်တော်ပြောပြီး1990ကလေးကကနေတီပြောင်းလဲမရှိဘူးဒါဆိုရင်ပုံသွဲခွန်ကပိုနေတဲ့ခွန်ကိုဇေယိတ်လို့ပြောတဲ့ကိစ္စစီဘယ်ကထွက်လာတာလဲဒါပြီးကျွန်တော်တို့ပုံသွဲခွန်စီမင်း40နှစ်အဲ့တော့ကျွန်တော်တို့ကုန်သွယ်ကုန်စီးမြင့်42ဒီကုန်သွယ်ကုန်စီးမြင့်45နေပြောင်းလဲပြီးတော့ဒါဟိုးစောပိုင်းက1990ပြဋ္ဌာန်းချိန်တော့စီးမြင့်ပြဋ္ဌာန်းချိန်45နဲ့သွားတဲ့အကြောင်းအရာကိုစီးမြင့်42မှာထပ်ပြီးတော့ update လုပ်တဲ့အချိန်မှာ42နဲ့သွားတယ်အဲ့ဒီ42ကိုပဲ2016မှာ update လုပ်တဲ့အခါမှာစီးမြင့်42ရဲ့စီးမြင့်ခွဲ9ဆိုပြီးတော့ပါအဲ့စီးမြင့်ခွဲ9ကဘာပြောလဲဆိုရင်ဘယ်နှကကျွန်တော်တို့ပုံမှန်16မှာပြောတဲ့အတိုင်းပဲပုံမှန်16ကပိုနေရင် refund ပေးမယ်စီးမြင့်ခွဲ9ကတော့စီးမြင့်40နဲ့စီးမြင့်ခွဲ9ကတော့ပိုနေရင်ဝင်ငွေခွန်တွက်ချက်ရာမှာစရိတ်အဖြစ်နှုတ်ပေးမယ်လို့ပြောတယ်ဒါဆိုရင်1990ကပြဋ္ဌာန်းတဲ့ဥပဒေပြဋ္ဌာန်းချက်တည်ဆဲကြီးကိုစီးမြင့်နဲ့လွှမ်းမိုးမလို့လားမဟုတ်ပါဘူးเนาะစီးမြင့်ဆိုတာဥပဒေကိုလွှမ်းမိုးလို့မရပါဘူးစီးမြင့်ထက်မှ new တွေရှိရင် new တွေထက်မှဥပဒေတော်ရှိနေတာပေါ့ဒါဆိုသူ့ရဲ့သဘောတော်ကတူရဲ့သားနဲ့ဘာလို့စီးမြင့်42ကိုတရားဝင်ပြဋ္ဌာန်းရတာလဲသူ့မှာ history တွေအကြောင်းအရာတွေရှိပါတယ်ကျွန်တော်တို့ကုန်သွယ်ခွန်ရဲ့ဒီဥပဒေစတဲ့အချိန်မှာဒီသူ့ရဲ့ဆိုင်ရာကောက်တဲ့ဒီ9ခုမှာ threshold လေးတွေရှိတယ်ကုန်သွယ်မှုလုပ်ငန်းဆိုရင်3သိန်းထက်မပိုရင်ကုန်သွယ်ခွန်မစီးချက်ဘူးအဲ့လိုပဲဒီတည်ကိုဆောင်ရေးဆိုရင်ကျွန်တော်မှတ်မိသလောက်က2,400,000လားမသိဘူးเนาะအဲ့လိုမျိုးရှိပါတယ်เนาะအဲ့ဟုတ်ပါပြီကျွန်တော်ပြောချင်တဲ့အဓိကဆိုလိုချက်ကအဲ့ဒီ threshold ဆိုတဲ့ဒီ amount ပမာဏမကျော်ရင်မစီးချက်ဘူးဆိုတဲ့အပိုင်းကတဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒီနေရာမှာဥပဒေတွေ changes လုပ်လာတဲ့အချိန်မှာဥပဒေ changes ဆို update လုပ်လာတာเนาะပြောတာ changes ဆို update ကိုဆိုလိုတာပါအဲ့ဒီမှာသူကဒီ2014လောက်မှာဖြစ်မယ်သိန်း150မကျော်ရင်မစီးကြက်ရဒါဆိုရင်ကုန်သွယ်ခွန်ကကျွန်တော်တို့က indirect tax ဝယ်ယူသူစီကနေကောက်ပြီးတော့မှတွင်ထားတာဒါဆိုရင်ကုန်သွယ်ခွန်သိန်း100ကိုရောင်းတဲ့လုပ်ငန်းက9သိန်းကောက်ထားပြီးတွင်ထားပြီး150ဆို9သိန်းခွဲလောက်ဖြစ်တော့မှာပေါ့အဲ့ဒီမှာမှတော့150မပြည့်ဘူး140ပဲရှိတယ်ဥပဒေကခုနကပြောတဲ့ဒီပြည်တော်စုခွန်ကောက်ဥပဒေမှာပုံမှန်15မှာမစီးကျက်ရလို့ပြောလိုက်တဲ့အချိန်မှာသူ့ကိုကုန်သွယ်ခွန်အစီးကျက်လို့မရတော့ဘူးအဲသူကောက်ပြီးတွင်းထားတာဘယ်လောက်ရှိလဲခုနကပြောခဲ့တဲ့ဒီ9သိန်း140ပေါ်မှာ9သိန်းဝန်းကျင်ရှိနေပြီဆိုရင်ဘာပို့ပြီးမဟုတ်ဘူးလားမစီးကျက်တဲ့1သိန်းကုန်မစီးကျက်ဘူးဆိုရင်ကြိုတင်ကုန်ကပို့နေပြီပို့နေတယ်ဆိုရင်ပြီးတော့ကျွန်တော်တို့ရဲ့ကုန်သွယ်ခွန်ဥပဒေပုံမှန်16ရသူ့ကို refund ပေးရတော့မယ်သူတွင်းထားတယ်သူနာမည်နဲ့တွင်းထားတာကုန်သွယ်ခွန်ဆို indirect tax ဆိုပေမဲ့သူကတွင်းတဲ့ခါကျတော့လုပ်ငန်းရှင်ရဲ့နာမည်နဲ့တွင်းတာ
ဒါဆိုသူ့ခွန်ပိုနေပြီအဲ့ဒီပုံတဲ့ဟာကိုကျွန်တော်တို့ပုံမှန်16နဲ့သွားချိတ်ရင်သူ့ကို refund ပေးရတော့မယ်သူပတ်စံမဟုတ်ဘူးနော်သူကဒီဝယ်ယူသူစီကဝန်ဆောင်မှုရယူတာကောက်ပြီးတော့တွင်းတာဒါဆိုသူ့ကို refund မပေးသင့်ဘူးအဲ့ဒီအခါမှာသူ့ကို refund မပေးဖို့အတွက်ပုံမှန်16ကိုလည်းကြော်လွန်ရမရောက်ဘဲနဲ့သူဒီသူ့ရဲ့ကိုယ်ပိုင်ပတ်စံနဲ့တွင်းထားတာမဟုတ်လို့ကြောင့်မို့သူကိုယ်တိုင် refund နေတယ်မရသင့်တဲ့ကြောင့်မို့လို့သူ့ကိုအဲ့လိုပိုနေတဲ့ခွန်ကိုစရိတ်နဲ့ပေးမယ်ဆိုတဲ့ဥပဒေလိုအပ်တဲ့အချိန်မှာစီမင်း40နှစ်ပုံမှန်ဝယ်ငါ့ကိုတားထန်လိုက်တာပါအဲ့ကြောင့်မို့လို့ပုံမှန်ဝယ်ငါ့မှာပိုနေ refund ဒါဆိုရင်ဒါကိုပုံမှန်ဝယ်ငါ့ကိုအလွယ်မှတ်မယ်ဆိုရင်တော့အခွန်တန်းရဲ့ကိုယ်ပိုင်ငွေနဲ့မဟုတ်ဘဲနဲ့ဝယ်ယူသူစီကဝန်ဆောင်မှုရယူသူကကောက်ခံပြီးတွင်းလို့ပိုနေရင် refund ဖြစ်လို့မရဘူးစရိတ်ပဲရမယ်လို့အိပ်ပဲပြန်ရောက်တာဖြစ်ပါတယ်အခုနောက်ပိုင်းတော့မစီကျက်က3,500ဆိုတော့ဒီ3,500မပြည့်ဘူးထင်ပြီးတော့ကောက်ပြည့်မယ်ထင်ပြီးကောက်ခဲ့တယ်စီကျက်မဲ့ချိန်ကျတော့မပြည့်ဘူးဆိုရင်ဒီ3,500မှာကျွန်တော်တို့ခုနကပြောတဲ့ကုန်သွယ်ကုန်ဒီ320ကျော်ပမာဏတွေဖြစ်နေမှာအဲ့တော့အဲ့ပမာဏကိုခွန်တန်းကိုဒါ refund ပေးကြမလို့တဲ့အနေထားနဲ့စရိတ်ဒါစရိတ်လေဝင်ငွေကုန်တွက်တဲ့အချိန်မှာအဲ့ဒီတွင်းခဲ့တဲ့ကုန်သွယ်ကုန်ပမာဏကိုစရိတ်အနေနဲ့ခွင့်ပြုပေးမဲ့ပြဋ္ဌာန်းချက်ဖြစ်ပါတယ်နော်အဲ့ဒါကိုနားမလဲတာလားနားလဲလက်နဲ့ပဲပြောနေတာလားတော့မသိဘူးချို့သောခွန်ဝင်တန်းခုံမှုတွေကအကုန်တယ်ကွန်းစရိတ်မရဘူးနော်စရိတ်မရဘူးအဲ့တော့အဲ့စရိတ်မရဘူး sorry refund မရဘူးစရိတ်ပဲရမယ်စီမီလေးစနစ်ကိုကြည့်အားမှာဖတ်ကြည့်ဆိုတော့ခွန်တန်းကတော့ဥပဒေစာအုပ်ကြီးကိုဖတ်ပြလိုက်တော့ဟုတ်တာပဲဒါပေမဲ့ခံလှထားတာကတော့ကုန်တယ်ကွန်းဥပဒေပုံမှန်16အဲ့တော့16မှာ refund ပေးပါမယ်ဒါဆိုရင်ကျွန်တော်ကဒီနေရာမှာချုပ်ပြီးပြောရရင်ကိုပတ်စံနဲ့ကိုသွင်းထားခဲ့ရတဲ့ဒီဘကဝယ်ယူစဉ်ဒီတွင်းမှာဝယ်ယူစဉ်အဲ့လိုမျိုးတွေမှာသွင်းထားခဲ့ရတဲ့အခွန်ကတက32တို့ကတက31တို့ထောက်ထားပြုလို့ရတဲ့ဒီခွန်တွေဒီခုနေစရာမရှိပဲပို့နေရင်ပုံမှန်16ပုံသွင်းဥပဒေပုံမှန်16ရပေါ်ပေါက်တဲ့ refund ဖြစ်တယ် refund ထုတ်ယူမှုကိုတော့ပြည်တော်စုခွန်ကောက်ဥပဒေပုံမှန်43နဲ့သွားမယ်အဲ့လိုမဟုတ်ဘူးသူများစီကကောက်ပြီးသွင်းထားလို့ပို့နေရင်တော့ပုံသွင်းကုန်စီမီ40နဲ့အပိုက်ပုံမှန်ပဲ900စရိတ်ဖြစ်ပြမယ်ဖြစ်ပါတယ်ဒါဆိုရင်တော့စရိတ်ဘာကြောင့်ပြောလဲဆိုတာဒီပြဋ္ဌာန်းချက်ပါเนาะဒါဆိုရင်ကျွန်တော်တို့ကအခုဆက်ပြီးတော့ဒီ refund နဲ့ပတ်သက်ပြီးတော့ကုန်သွယ်ကုန်မှာ refund ရှိပါတယ်စရိတ်မဟုတ်ပါဘူးဆိုတဲ့ဟာကိုစရိတ်ကလည်းဒါအနေထားမှာဆိုတော့ကျွန်တော်အခုရှင်းနေတင်ပြတော့မိကွန်းရှင်အိမ်အနေနဲ့ဒါကိုနားလည်မယ်လို့ထင်ပါတယ်အဲ့လိုပဲကျွန်တော်တို့ကို audit အဖွဲ့ကဒုတိယဦးစီးမှုလေးသူကိုယ်တိုင်ပြောခဲ့တဲ့စကားတွေလည်းသူလည်းနားလည်သွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နောက်တစ်ပိုင်းမှာတော့ဒီလိုမျိုးဒီ refund ထုတ်တဲ့အခါမှာပြည်တွင်းများဦးစီးဌာနကပြဋ္ဌာန်းထားတဲ့ public ruling ကဘာဆိုထားလဲเนาะအဲ့တော့သူက9ရက်10လ2022မှာ public ruling တင်မြင့်သော2022ကိုထုတ်ထားပါတယ်အဲ့တော့အဲ့ public ruling ကဘာဆိုတာအဲ့ public ruling ဒီအခွန်ဝန်တန်းတွေပေါ်ဘယ်လိုကျိုးသက်ရောက်ပြီးအခွန်တန်းတွေပေါ်ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာနောက်ထပ်တစ်ပိုင်းမှာကျွန်တော်ဆက်ပြီးတော့အသေးစိတ်တင်ပြပါဦးမယ်